ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါနော်ကျွန်တော်ခုပြပေးမှာကျွန်တော်နှစ်ကတ်စီးကိုတောင်းဆိုထားတဲ့လူတွေများလို့နော်နှစ်ကတ်စီးပြပေးပါပြီးတောင်းဆိုထားတဲ့လူတွေများလို့ကျွန်တော်နှစ်ကတ်စီးစိုက်ကိုပြပေးမှာဖြစ်တယ်နော်အဓိကကတော့ကျွန်တော်တို့ကနှစ်ကတ်စီးကအထောက်အကူလောက်ပဲသုံးတာနော်နှစ်ကတ်စီးကအထောက်အကူလောက်ပဲသုံးတယ်အဓိကကျွန်တော် organ ထုတ်တာ3ကတ်စီးနဲ့ထုတ်တာနော်ဒါပေမဲ့ဒီ site ကလေးကနှစ်ကတ်စီးဆိုပေမဲ့လို့တတ်ရနော်တခြားစနစ်တကျတတ်ရကြားတဲ့ site ကလေးနော်အဲဒါကြောင့်မလို့ချပြပေးတာနော်ဟုတ်ကဲ့အားလုံးကြည့်အောင်နော်ကျွန်တော်တို့ဒီမှာ3ညပရိ1ပရိ3ညပရိခွန်ပရိ4ပရိဆိုပရိ5ခုခွေတာနော်ပရိ5ခုခွေတာ3ည1 3ညခွန်5နော်3ည1 3ညခွန်4နော်ပရိ3ညပရိ1ပရိ3ညပရိခွန်ပရိ4နော်သူ့ရဲ့ဖေးမှာသူက9 3ည6စောင်းတာနော်တစ်ချိန်2ချိန်3ချိန်မြောက်မှာစောင်းတာနော်နှစ်ကပ်ပဲရှိတယ်နော်ဒီစနစ်က9 3ည6စောင်းတာနော်ပရိ3ညပရိ1ပရိ3ညပရိခွန်ပရိ4ပရိ5ခုတလူခွေးသွားတာခွေးပြီးရတယ်သူ့ဖေးမှာ9 3ည6ကိုစောင်းတာနော်ပထမကဒုတိယကမှာသူဒီတိုင်းမယ်နော်ဒုတိယကမှာဒီမှာပရိ3ညပရိ1ပရိ3ညပရိခွန်ပရိ4ဆိုပြီးတော့ပရိ5ခုခွေသွားတာနော်3ည1 3ညခွန်4ဆိုရယ်ပရိ5ခု5လုံးခွေတာနော်ခွေပြီးတာနဲ့သူ့ဘေးမှာသူက9 3ည6ဆောင်းတာနော်9ချိန်3ည6ဆောင်းတာ4ကက်ရှိဒါပေမဲ့တစ်ချိန်2ချိန်3ချိန်မြောက်မှာဆောင်းနေကဲနော်2ကက်ပဲရှိတယ်ဒီစနစ်ကနော်ဒီပရိ5ခုခွေတာနော်ပရိ5ခုခွေတယ်9 3ည6ဆောင်းတယ်နော်ပထမကက်မှာလည်းဒီတိုင်းပဲနော်ပထမကက်မှာလည်းပဲပရိ3ညပရိ1ပရိ3ညပရိခွန်ပရိ4ပရိ5ခုခွေပြီးမှသူက9 3ည6ကိုစောင်းတာနော်ဟုတ်ပြီပြောချင်တာအဲ့9 3ည6လို့စောင်းပြီးတာနဲ့သူကကွာ10ကို9ပဲခွာတယ်နော်ပထမကက်မှာဒုတိယကက်မှာလည်းပဲကွာ10ကို9ပဲခွာတယ်အဲ့ခွာပြီးတာနဲ့သူကအဲ့ဒီ9ခွာထားတယ်ကွာ10 9ခွာထားတယ်ဒီကနန်း83ည981ဆိုတဲ့ကနန်းနောက်နှစ်ကိုလိုက်ထွက်တယ်နော်918ဆိုတဲ့ကနန်းနောက်နှစ်ကိုလိုက်ထွက်918ကနောက်နှစ်ကိုလိုက်ထွက်တယ်နော်ဒုတိယကံမှာလည်းဒီတိုင်းပဲเนาะသူကကွာ30ခွာထားတယ်159ဆိုတဲ့ကဏ္ဍနောက်နှစ်ကိုလိုက်ထွက်တယ်ဒီမှာလည်းထွက်တယ်ပြီးရင်ဒီမှာလည်းထွက်တယ်သူက2ချိန်အောင်ထွက်ထားတာเนาะဒီ159ဆိုတဲ့ကဏ္ဍဒီမှာလည်းထွက်တယ်เนาะ2ချိန်ထွက်တယ်အဲ့ကဏ္ဍလိုက်ထွက်ပြီးတာနဲ့တဲ့သူကအဲ့ကဏ္ဍလိုက်ထွက်တယ်ထွက်လက်ပြီးတော့သူကဒီ9 3 6စောင်းထားတဲ့ထိတ်ထောင်3 466ဆိုတဲ့ကဏ္ဍเนาะ9 3 6စောင်းထားတဲ့ကောင်ထိတ်ထောင်3 466ဆိုတဲ့ကဏ္ဍအဲ့ကဏ္ဍဒီသူကနေတော့တစ်နှစ်နှစ်နှစ်3နှစ်မြောက်ထဲကိုလိုက်ထွက်မယ်3နှစ်မြောက်ထဲကိုတဲ့ပဲထွက်တယ်နော်466တဲ့ပဲထွက်တယ်သူထွက်တော့မယ်ဆိုလို့ရှိရင်တဲ့နော်သူထွက်တော့မယ်ဆိုလို့ရှိရင်သူကဒီမှာ9 3 6စောင်းထားတဲ့ဘေးမှာဗရိတ်8ကခံထားတယ်ဗရိတ်8နော်9 3 6စောင်းထားတဲ့ဘေးမှာဗရိတ်8ခံထားတယ်အဲ့ဗရိတ်8ခံထားတဲ့အတွက်တဲ့အဲ့9 3 6စောင်းထားတဲ့ကောင်466အထောင်ကတစ်နှစ်နှစ်နှစ်3နှစ်မြောက်ထဲကိုလိုက်ထွက်ခဲ့လို့ရှိရင်တဲ့နော်ဆိုလိုက်ထွက်ခဲ့လို့ရှိရင်အဲ့ break ရှစ်ခံထားရတဲ့ break ရှစ်3ချက်စောင်းပြီးမှ break ရှစ်တစ်ကြိမ် break ရှစ်2ကြိမ် break ရှစ်3ကြိမ် break ရှစ်စောင်း3ချက်ထောင်ပြီးစောင်းပြီးကမှသူကအဲ့466ဆိုတဲ့ကဏ္ဍကြတာနော်466ဆိုတဲ့ကဏ္ဍကြတယ်အဲ့ဒုတိယကမှလည်းသူဒီတိုင်းပဲနော်ဒီ9 3 6စောင်းထားတဲ့ကောင်ထိတ်ထောင်3လုံး336တဲ့နော်အဲ့336ဆိုတဲ့ကဏ္ဍကတစ်နှစ်2နှစ်3နှစ်မြောက်ထဲကိုလိုက်ထွက်မယ်เนาะသူဘေးကနေပဲတစ်နှစ်နဲ့3နှစ်မြောက်တော့ဒီ336ဆိုကနလိုက်ထွက်မယ်တဲပဲထွက်တယ်เนาะအဲ့336ထွက်တော့မယ်ဆိုရင်တဲ့သူကဒီ936စောင်းထားတဲ့ကောင်ရဲ့ဘေးမှာသူကဗရိတ်ရှိပုံသေးခန်းထားတာပထမကမှလည်းပဲ936စောင်းထားတဲ့ကောင်ရဲ့ဘေးမှာ936စောင်းထားတဲ့ဘေးမှာ38ဗရိတ်ရှိ36နဲ့ဗရိတ်ရှိခန်းထားတယ်အဲ့ဗရိတ်ရှိခန်းထားတဲ့အတွက်အဲ့ဗရိတ်ရှိ3ချက်စောင်းပြီးကမှစောင်းထိုးပြီးကမှ466ကကြာတာเนาะဒီအထောင်466 936စောင်းထားတဲ့ကောင်ရဲ့အထောင်ထိတ်ထောင်466ဒုတိယကမှလည်း9 3 6ထောင်ထားစောင်းထားတဲ့ကောင်ထိတ်ထောင်336ဆိုတဲ့ကဏ္ဍသူ့ရဲ့ဘေးကနေရေးလိုက်တစ်နှစ်2နှစ်3နှစ်မြောက်ထဲမှာလိုက်ထွက်မယ်တဲပဲထွက်မှာနော်သူထွက်တော့မယ်ဆိုလို့ရှိရင်တဲ့သူကရှေ့ကလိုပဲသူက9 3 6စောင်းထားတဲ့ကောင်ဘေးမှာဗရိတ်ရှေ့ကပုံသေးထောက်ထားတယ်အဲ့ဒီထောက်ထားတဲ့အတွက်ဒီကောင်ကြတော့မယ်ဆိုရင်တဲ့သူကဗရိတ်ရှေ့3ချက်စောင်းပြီးကမှဗရိတ်ရှေ့အဲ့ဗရိတ်ရှေ့3ချက်စောင်းပြီးကမှသူကအဲ့ကဏ္ဍထွက်တာနော် break 3ချက်စောင်းပြီးမှထွက်တာ
ဟုတ်ပြီနော်အဲ့တော့ तू ကပရိရှိ3ရက်စောင်းပြီးမှအဲ့466 936စောင်းထားတဲ့ကောင်ထိတ်ထောင်3လုံး466ဆိုတဲ့ကဏ္ဍဒီ तू ကတစ်နှစ်2နှစ်ကျော်လိုက်ထွက်တာ तू ကနေပြီးတော့နော်တစ်နှစ်2နှစ်ကျော်လိုက်ထွက်တာထွက်တော့မှဆိုရင်ပရိရှိ3ရက်စောင်းပြီးကမှအဲ့အောင်မှထွက်တယ်နော်ထွက်ပြီးတာနဲ့တပြိုင်နက်တည်းကျွန်တော်တို့ကဒီကဏ္ဍကိုဖမ်းမှာနော်ဒီကဏ္ဍကိုဖမ်းမှာပရိရှိ3ရက်စောင်းပြီးတော့မှ4ရောက်ထွက်တယ်ထွက်ပြီးတာနဲ့ तू ကတစ်နှစ်သွားလိုက်ဒီကဏ္ဍကိုကျွန်တော်တို့ကဖမ်းမှာဒီကဏ္ဍကိုနော်အဲ့ပရိရှိစောင်းထားတဲ့ကောင်တစ်နှစ်ကျော်ပေါ့နော်ပရိရှိ3ရက်စောင်းထားတဲ့ကောင်တစ်နှစ်ကျော်ကဏ္ဍကိုဖမ်းမှာအဲ့ဒီမှာလဲ तू အဲ့တိုင်းပဲနော်336ဆိုတဲ့ကဏ္ဍနော်ဒီ936စောင်းထားတဲ့အတွက်ထိတ်တောင်336ဆိုတဲ့ကဏ္ဍသူ့ရဲ့တစ်နှစ်2နှစ်ကျော်လိုက်ထွက်မှာနော်လိုက်ထွက်မှာ तू ထွက်တဲ့ခါကျတော့ရှင်လေပဲ तू ကပရိရှိ3ရက်စောင်းပြီးကမှသူ့အောင်မအဲ့336တဲထွက်တာထွက်ပြီးရတဲ့ तू အဲ့ပရိရှိ3ရက်စောင်းထားတဲ့ကောင်တစ်နှစ်ကျော်ဒီကိုကျွန်တော်တို့က तू ကနေတစ်ပင်နှစ်ပင်နော်ဒီမှာလာပြီးတော့ဒီကဏ္ဍကိုဖမ်းမှာနော်ဟုတ်ပြီအဲ့ break 3ရက်စောင်းပြီးတော့အဲ့အောင်မှာ466ကြာတယ်အဲ့466ဒီအထောင်နော်ဒီ936စောင်းထားတဲ့ကောင်အထောင်466ကြာတာအဲ့ဒီ466ကဒီမှာ466 break 3ရက်စောင်းပြီးမှကြာပြီးတော့ဒီမှာကြာမယ်ကဏ္ဍဒီတဲ့အဲ့ break 3ရက်စောင်းထားတဲ့ကောင်တစ်နှစ်ကျော်မကြာမယ်ကဏ္ဍဒီတဲ့အဲ့466ကဘေးရနော်466ကဘေးရ break 3ရက်စောင်းထားတဲ့ကောင်ခလဲ break ပေါ့အဲ့ကဏ္ဍလာထွက်တာဒီကိုနော်အဲ့ကဏ္ဍလာထွက်တာဘရိတ်ရှိ3ရက်စောင်းထားတဲ့ကောင်ရဲ့အလဲကဘရိတ်ရှိနော်အလဲကဘရိတ်ရှိ3ချက်မှာအလဲကဘရိတ်ရှိ269ခုဆိုတဲ့ကဏ္ဍအဲ့466ကိုဘေးရပေါ့နော်အဲ့466ကိုဘေးရ269ခုဆိုတဲ့ကဏ္ဍဒီမှာလာထွက်တာနော်ဒီမှာထွက်တာ तू ကအဲ့တော့ဒီမှာလည်းပဲအဲ့တိုင်းပဲ936စောင်းထားတဲ့ထိတ်က336ဆိုတဲ့ကဏ္ဍဒီသူ့က2နှစ်ကျော်မှာဒီမှာလာထွက်ပြီထွက်တဲ့ချိန်မှာဘရိတ်ရှိ3ရက်စောင်းပြီးမှထွက်တယ်နော်အဲ့ break 3ရက်စောင်းပြီးကမှအဲ့336ထွက်တယ်ထွက်ထားတဲ့အဲ့336ကဘေးက break ကဏ္ဍနော်အဲ့ကဏ္ဍนี่သူ့ကတစ်နှစ်ကျော်ဒီ break 3ရက်စောင်းထားတဲ့ကောင်တစ်နှစ်ကျော်မှာဒီမှာလားပေါက်ရမှာနော်ဒီ break 3ရက်စောင်းထားတဲ့ကောင် break 3ရက်ထဲကအလဲက break ပေါ့အလဲ break ကဏ္ဍ350ဆိုတဲ့ကဏ္ဍဒီမှာလားပေါက်ရမှာနော်350အာပေါ့နော်353ညာအာနော်353ညာအာဒီကဏ္ဍ336ကပေးရကဏ္ဍလာပါပါမှာနော်ဟုတ်ပြီ तू က तू မပေါက်ခင်မှာဘာတွေလောက်ခဲ့လဲဆိုတော့ဒီ466ကြာတယ်ကြာပြန် break 3ရက်စောင်းတယ်စောင်းတဲ့ကောင်ကအလဲက break ကဏ္ဍ269ခုဆိုတဲ့ကဏ္ဍဒီမှာလာပေါက်တာ तू မပေါက်ခင်မှာသူ့ရဲ့အပေါ်တွင်နှစ်ပင်ညုံမှာကြာထားတဲ့ကဏ္ဍနဲ့နော်အဲ့ကဏ္ဍ453ဆိုတဲ့ကဏ္ဍဒီတဲ့နော်အဲ့453ဆိုတဲ့ကဏ္ဍဒီအဲ့ break 269ခုထွက်ထားတဲ့နှစ်ထည့်ရကဏ္ဍပဲဖြစ်ရမယ်တဲ့နော်အဲ့နှစ်ထည့်ရပဲကဏ္ဍနော်354ဆိုတဲ့ကဏ္ဍနော်အဲ့ကဏ္ဍဒီလည်းပဲနောက်60ခုနောက်တွဲနော်60ခုနောက်တွဲရဲ့ဘေးကနော်အခုပြန်ထွက်မယ်29ခုဒီကိုပြန်ထွက်မှာနော်29ခုဒီကိုပြန်အဲ့29ခုနှစ်ထည့်ရကဏ္ဍနော်354ဆိုတဲ့ကဏ္ဍအဲ့354ဆိုတဲ့ကဏ္ဍအဲ့29ခုမပေါက်ခင်မှာသူ့ရဲ့အပေါ်နှစ်ပင်ကျော်မှာပေါက်ထားရမယ်နော်ပေါက်ထားပြီအဲ့354ရဲ့ဘေးရကဏ္ဍဒီ686ဆိုတဲ့ကဏ္ဍဒီလည်းပဲတဲ့အဲ့29ခုထွက်ထားတဲ့နှစ်ထည့်ရကဏ္ဍမှာပဲတဲ့နော်ဒီကဏ္ဍနော်29ခုထွက်ထားတဲ့နှစ်ထည့်ရကဏ္ဍမယ်686ကလည်းပဲနော်အဲ့686ရဲ့ဘေးက553ကလည်းပဲအဲ့29ခုပေါက်ထားတဲ့နှစ်ထည့်ရကဏ္ဍမယ်နော်ဒီ60ခုနောက်တွဲဘေးရကဏ္ဍနော်အဲ့ဒီကောင်ကြပြီကမှာတဲ့နော်သူကနှစ်ပင်ကျော်မှာအောက်နှစ်ပွဲကျော်မှာဒီကောင်ဒီ9ခုနှစ်ဒီအဲ့ break 3ခုစောင်းထားတဲ့ကောင်ရဲ့အလဲက466ကဘေးက break ကဏ္ဍလာပေါက်တာနော်ဒါဆိုခုတတိယကတ်မှာလည်းသူဒီတိုင်းပဲနော်ဒီ9ညစောင်း936စောင်းထားတယ်336ဆိုတဲ့ကဏ္ဍကသူက2နှစ်ကျော်လာပေါက်တယ်နော်သူပေါက်တဲ့အချိန်မှာလည်းပဲသူက break 3ရက်စောင်းပြီးမှသူ့အောင်မပေါက်တာနော်အဲ့ပေါက်တဲ့ကောင်ရဲ့ဘေးရကဏ္ဍ336ကဘေးရကဏ္ဍ break 3ရက်စောင်းထားတဲ့ကောင်ရဲ့အလဲရကောင်နော်930ဆိုတဲ့ကဏ္ဍဒီကိုပေါက်အောင်မှာသူပေါက်တော့မယ်ဆိုရင်သူ့အပေါ်တစ်ပင်နှစ်ပင်ကျော်မှာထွက်ထားတဲ့ကဏ္ဍဒီတဲ့ဒီကဏ္ဍဒီအဲ့ဒီ350ဒီကိုပြန်ထွက်ရမှာဟုတ်ရှစ်ပရိတ်ကနော်အဲ့ဒီ350ထွက်ထားတဲ့နှစ်ထဲရကဏ္ဍမှာတဲ့နော်350ထွက်ထားတဲ့နှစ်ထဲရကဏ္ဍနော်အဲ့မှာနောက်မှာ60ခုနောက်တွဲဘေးရကဏ္ဍနော်အဲ့ကဏ္ဍဒီမှာလာပေါက်တာနော်ပေါက်ပြီးကမှသူ့ရဲ့အောက်နှစ်ပွဲကျော်မှာအဲ့350ဆိုတဲ့ကဏ္ဍပေါက်မှာနော်အဲ့သူပေါက်တော့မယ်ဆိုသူ့ရဲ့ဘေးရဲ့ဒီ350အပေါ်နှစ်ပွဲကျော်ကကဏ္ဍဒီ38ခုဒီတဲ့အဲ့ဒီ350ပေါက်တဲ့နှစ်ထဲရကဏ္ဍမှာတဲ့နော်နောက်ပြီးသူ့ရဲ့ရှေ့ရကဏ္ဍ390ဆိုတဲ့ကဏ္ဍဒီလည်းပဲတဲ့အဲ့ဒီ350ထွက်ထားတဲ့နှစ်ထဲရကဏ္ဍမယ်တဲ့နော်အဲ့တော့ပြောချင်တာကဒီ
ဒီနှစ်ကြိမ်နှလုံးဒီ350ပြန်ထွက်မဲ့နှစ်ထက်ကဏ္ဍနေနော်ဒီပြန်ထွက်ရမယ်ဒီကိုလာထွက်ရမယ်350နှစ်ထက်ကဏ္ဍနေနော်နှစ်ကြိမ်နှလုံးကဒီမှာလည်းပဲအဲ့တိုင်းပဲ290ခုပထမကမှလည်း290ခုကဒီကိုပေါက်တော့မယ်ဆိုလို့ရှိရင်သူ့အပေါ်နှစ်ပင်ကျော်မှာထွက်တဲ့ကဏ္ဍဒီကဏ္ဍရောဒီကဏ္ဍရောနှစ်ခုစလုံးကအဲ့290ခုပေါက်ထားတဲ့နှစ်ထက်ကဏ္ဍနေနော်ဒီမှာနော်ဒီမှာတက်ခွက်နော်အဲ့တော့အခုဒီပွဲမှာကျွန်တော်က350ဆိုအာကိုထုတ်ပေးလိုက်တယ်เนาะ350အာเนาะတကယ်လို့350ဆိုတဲ့ကဏ္ဍအဲ့350ဆိုတဲ့ကဏ္ဍဟာဒီမှာလာမပေါက်ခဲ့လို့ရှိရင် तू ကသေချာတာအဲ့ကဏ္ဍကိုပဲ तू ကဒီမှာဒီစနစ်အရာတော့ဒီကဏ္ဍကိုပဲထုတ်ခိုင်းတာเนาะတကယ်လို့ဒီကဏ္ဍမထွက်ဘူးဆိုလို့ရှိရင်အခုချိန်မှာထွက်မဲ့ကဏ္ဍဒီ2023เนี่ยကဏ္ဍတစ်ခွက်ဖြစ်ဖို့များတယ်เนาะ2023เนี่ยကဏ္ဍတစ်ခွက်ဖြစ်ဖို့များတယ်အဲ့ထဲမှာ350ဆိုတဲ့ကဏ္ဍ तू ကြာခိုင်းတာတော့350ဆိုတဲ့ကဏ္ဍကိုကြာခိုင်းတာเนาะဟုတ်ပြီနော်အားလုံးပဲခုတ်လက်နော်ကန်ကောင်းကြပါစေ350အာနော်ဒီပွဲမှာကျွန်တော်ထုတ်ပြလိုက်တယ်350အာအဲ့350အာမထွက်ခဲ့ရင်2023เนี่ยကဏ္ဍတစ်ခွက်ကထွက်ဖို့အားကောင်းတယ်နော်ဒီ12ကြိမ်မှာနော်ဟုတ်ကဲ့အားလုံးပဲနော်ခုတ်လက်ကန်ကောင်းကြပါစေဗျာခုတ်လက်ပါ